မင်္ဂလာကြာချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပြီးမဲ့ဇလန်လေးကတော့စာရေးဆရာတုံညရေးသားထားတဲ့တားခိုင်ဆိုတဲ့လူမိုက်ဇလန်ကောင်အတွဲနှစ်ရဲ့အပိုင်း21ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဒိုင်းဆိုတဲ့မြေတံမှာတားခိုင်တယောက်ကြောပေးထိုင်ထားတဲ့ပရင်းပေါင်းတဲ့မလန်မကန်တစ်ပင်အထက်မှာဖြစ်ပြီးခွန်းဆိုတဲ့မြေတံကတော့တက်ခိုင်ရဲ့ဦးကောင်းနဲ့လက်လေးလုံးခန့်သာကွာခြားတဲ့ပရင်းပေါက်မှာကွဲသွားခြင်းဖြစ်ပါတယ်။ကြည်စာမှာတက်ခိုင်ကိုဓာတ်ရိုက်မမှန်ခဲ့တော့လေမှန်ကွဲစားတွေလာပြီးတော့စိုက်တဲ့ဖြင့်ခေါင်းနဲ့နှထင်မှာသွေးတွေစီးပြီးတော့ကျသွားတယ်။ရုတ်တရက်ဆိုသလိုတက်ခိုင်ကဒရန်အကွယ်ဘက်ကိုကတ်လိုက်တယ်လို့ရခိုင်ကြီးမှလည်းတက်ခိုင်ရှိရာကိုဒိုင်မင်ထိုးချလိုက်ပါတယ်။သူ့ရဲ့ကိုယ်လုံးဖြင့်ကာလိုက်တဲ့သဘောပါ။တနတ်မှန်မမှန်တော့မသိပါရခိုင်ကြီးအချိန်ဖြင့်ဒိုင်းပင်ထိုးချလိုက်တာကြောင့်ဘေးရိုးကိုခေါင်းနဲ့စောင့်မိပြီးတက်ခိုင်တယောက်မှအနှဲငယ်တော့အစ္စလမ်ဝေလို့သွားပါတယ်တနတ်အတန်ကြားတာကြောင့်ပဲဘောင်ငယ်တို့လက်ရွေးစင်အဖွဲတက်ခိုင်ရှိရာကိုအသက်ကုန်ပြေးပြီးတော့တက်လာကြသလိုခြံထဲနဲ့ခြံအပြင်ကအဆောင်တွေကလည်းတနတ်တန်ထွက်ပေါ်လာတဲ့တစ်ပင်ကိုအပြေးအလွှာသွားပြီးတော့ဝိုင်းထားကြပြီးဖြစ်ပါတယ်တွေ့ပါပြီရုရှားထုတ်အမျိုးအစားရိုင်ဖယ်တလက်ကင်ပြီးတော့တစ်ပင်ခွားစုံမှာကြကြနနထိုင်းနေတဲ့ငနေသားပါဒီလိုဆိုတော့ချက်ချင်းဆိုသလိုပဲတနတ်ကိုစီထုတ်ပြီးတော့ချိန်လိုက်ကြတယ်မျိုးထဲမကြပေမဲ့လူတွေအိမ်များနဲ့လည်းတိတ်ပြီးတော့မဝေးတာကြောင့်ဒီတနတ်တန်ကသူတို့ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်စွမ်းရှိပါတယ်ဖွေးမာသာတနတ်ချပြီးတော့အောက်ကိုစင်လီးလိုပို့လိုမလုံနဲ့တော့ပြတ်တက်လိုက်မယ်မောင်ငယ်ရဲ့တပည့်တွေထဲမှာခေါင်းဆောင်ရာထူးပေးခြင်းကိုခံထားတဲ့ဂျိုဇိုးဆိုသူမှပြောလိုက်ခြင်းဖြစ်ပါတယ်။ဂျိုဇိုးသည်နာမည်နဲ့လိုက်အောင်အင်မတန်ကိုမှစိုးပါတယ်။နာမည်အရင်ရှိတော့လေတော်တော်များများမှာတော့သူ့ကိုဂျိုဇိုးလို့သာသိကြတယ်။12နှစ်သားအရွယ်ကလေးကလူသက်ဖူးသူဖြစ်ပါတယ်။သူ့ကိုအနိုင်ကျင့်ဗိုလ်ကြနေတဲ့ဘီးကျဲတပွေကိုကြွက်သက်စေခတ်ပြီးတော့တတ်လိုက်ခြင်းပါ။မင်းမရှိဆွေမျိုးမရှိထောင်ထမဲထောင်ဟင်းစားပြီးတော့ကြီးပြင်းလာသူဖြစ်ပါတယ်။ထောင်ကြီးတော့မဟုတ်ပါလူငယ်ထိန်းသိမ်းရေးစခန်းလိုတရားမျိုးတွေဖြစ်တော့တယ်သူ့ပါတော့လဲဂျိုးဆိုးမှရင်တစ်ခုတော့ကောင်းပါတယ်သူ့အပေါ်မှာကောင်းတဲ့သူဆိုရင်တော့ဆယ်ဆပြန်ပြီးတော့ကောင်းတတ်သူပါတနေ့တော့လမ်းဘေးတနေရာမှာဂျိုးဆိုးနဲ့လေလွင့်လူငယ်များကြားရံပွဲလေးတစ်ခုဖြစ်သွားတယ်အများနဲ့တယောက်ဖြစ်တာကြောင့်ဂျိုးဆိုးတယောက်မှမသေးယုံတမဲအလူအလဲခံလိုက်ရပါတယ်သူ့ပါတော့လဲမန်ကတော့မလျှော့ပါအဲ့ဒါကိုကိစ္စတစ်ခုဖြင့်လမ်းဘေးမှာကားထိုးပြီးတော့စောင့်နေတဲ့မောင်ငယ်တယောက်တွေ့သွားမှမောင်ငယ်ကော်လို့ခြုံပေါ်ရောက်တဲ့ကိန်းကိုဖြစ်သွားပါတော့တယ်ဂျိုးစိုးကလည်းမောင်ငယ်အပေါ်မှာအင်ပတန်မှတစ္ဆာရှိပါတယ်တက်ခိုင်နေဖြင့်မောင်ငယ်တို့လှိုင်ပွားတို့လိုလူငယ်တွေကိုကြကြနနလေးကျင်ပေးပြီးအဖွဲအစည်းတစ်ခုထူထောင်ဖို့သာအကြံရှိတော်လေဒီထက်ပိုပြီးတော့မကြုံကြားခဲ့ပါတို့ပါတော့လေမောင်ငယ်မှာဆရာကောင်းတစ်ပည့်ပြီးသားစွာသူ့ကိုယ်ပိုင်တက်ဖွဲ့မယ်မြောင်များစွာကိုဖွဲ့စည်းလို့ထားနိုင်ခဲ့ပါတယ်။သူကြီးပဲတော့မဟုတ်ပါ။တခြားသောလက်ရွေးစင်များရဲ့ဆိုင်ရာတပည့်တပန်းတွေလည်းပါပါတယ်။အခုတက်ခိုင်ကိုတနတ်ဖြင့်ချောင်းပစ်သူမှလည်းထို့သို့လက်တံမွေးထားတဲ့ခြာဒိတ်တွေတဲကတယောက်ဖြစ်ပါတယ်။စုံပြူတယောက်တော့ထွက်လာခဲ့ပြီပေါ့။ဂျိုးဇိုးရဲ့စကားကြောင့်ပဲတစ်ပင်ပေါ်မှာခြာဒိတ်မှာသူကင်ထားတဲ့ရိုင်ဖယ်ကိုအောက်ကိုပစ်ချလိုက်တယ်။အဲဒီနောက်မှာချက်ချင်းဆိုသလိုပဲခါးကြားမှာပစ္စလိုလက်ကိုထုတ်လိုက်ပြီးဘောင်းတင်လိုက်ပြီးတော့သူ့နဲ့ထင်သူချိန်လိုက်ပါတော့တယ်အခြေအနေကိုရိတ်စားမိတဲ့ဖြင့်ဂျိုးစိုးမှတစ်ပင်ပေါ်မှာရှိတဲ့ငနေသားရဲ့ပခုံးတက်တဲ့ကိုပြစ်ချလိုက်ပါတော့တယ်ခွေးတောင်သားကကိုသေချောင်းကြံတော့မှာကိုဘိုးခနဲမြည်တမ်းတဲ့အတူအဲ့ဒီခြာတိတ်မှာဒလင်းခောက်ခွေပြုတ်ကြလို့လာခဲ့တယ်ဒီလိုဆိုတော့အဖွဲသားအားလုံးမှာချက်ချင်းစွတ်တယ်လို့ပဲဝိုင်းပြီးတော့ကျိုးတုံလိုက်ကြတော့တယ်တနက်အပြည့်ခံရတဲ့တန်ရနဲ့တစ်ပင်အပေါ်ကကြားတဲ့အရှိန်ကြောင့်ပဲအတော်လေးတော့ခံစားသွားရတယ်။ဘာမှမသိတာကြောင့်ချက်ချင်းတော့မတတ်သေးပါ။တစ်ဖက်မှာတော့အကိုကြီးစာကြည့်တဲ့တကားကိုဖွင့်လျင်ဖွင့်ခြင်းမောင်ငယ်ထိုးသို့အော်ခစ်ပြီးတက်ခိုင်ရှိရာကိုပြေးသွားတယ်။တခြားသောလက်ရွေးစင်တွေကလည်းတက်ခိုင်ကိုစက်ဝိုင်းပုံစံဝိုင်းပြီးတော့အပြင်ဘက်ကိုပြန်လာမှုကအသင့်အနေထားဖြင့်ကာထားကြပါတယ်။တက်ခိုင်ကတော့နဖူးထမ်းမှသွေးစာများကိုလက်ခုပ်ဖြင့်တုပ်လိုက်ပြီးနယံကိုမိထားရဲမှ
အစီကံနာကိုရောက်လို့နေပါဖြစ်နေတဲ့ဖကြမ်းတိုလေးကိုထုတ်ပြီးမင်းညစ်ပြီးတော့ရှိုက်ပါလိုက်တယ်အဲ့ဒီနောက်မှာတော့ဘယ်ကောင်ပြက်ထားလဲတက်ခိုင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့ဘောင်ငယ်ကလည်းခေါင်းကုပ်လို့သွားတော့တယ်တက်ခိုင်မတီသွားတာပဲတော်ပါသေးတယ်လို့ပြောရပါမယ်မတီသေးဘူးဆရာကြီးအောက်မှာခြာတိတ်တွေကြမ်းခဲ့တယ်တအောက်နေသိရမှာပါမသေးစေနဲ့ငါစီခေါ်လာခဲ့ဟုတ်ဆရာကြီးပြီးရင်မင်းတို့အကုန်မြေအောက်ခန်းထဲမှာစုလိုက်ဟုတ်မြေအောက်ခန်းရဲ့တနေရာတက်ခိုင်နေတဲ့အခန်းတော်မဟုတ်ပါတန်တိုင်းများဖြင့်အချုပ်ခန်းလိုပြုလုပ်ထားတဲ့အခန်းကျဲတစ်ခုထဲမှာဖြစ်ပါတယ်စင်စစ်မှာအဲ့ဒီအိမ်ဒီမြေပေါ်မှာဆောက်လုပ်ထားတဲ့အကျဲအဝန်းထက်မြေအောက်ကန်ဧရိယာအကျဲအဝန်းက10သားမကပုံများတယ်လူနေအိတ်ခန်း9ခန်းပါပါတယ်အစားအသောက်နဲ့လက်နက်များတူလောင်ထားတဲ့ဂိုဒေါင်ကြီးနှစ်ခုပါလေတယ်အဲ့ဒီအပြင်အရေးပေါ်အခြေအနေမှာအသုံးပြုနိုင်ဖို့ရေနဲ့ဆေးဝါးများကိုလည်းတူလောင်လို့ထားပါတယ်အောက်ဆီဂျင်စနစ်ကောင်းမွန်စွာလဲပတ်နိုင်ဖို့အတွက်လည်းအထူးစီမံလို့ထားလေတယ်ဂဲပေါက်ကိုဥမင်လှိုင်ကောင်းများဖြင့်ဝင်ကဘာပုံစံဆောက်လုပ်ထားပါတယ်အဲ့ဒီဂဲပေါက်ကိုလည်းတက်ခိုင်ရခိုင်ကြီးနဲ့လက်ရွေးစင်တွေသာသိကြတယ်ထိုက်တယ်တော့မသိပါအခုရှုံမှာတောင်ရှင်ဆိုသလိုစတင်ဆောက်လုပ်တဲ့အချိန်မှာကတည်းကပြည်ပအေဂျင်စီတကူနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဝက်စွာဆောက်လုပ်ထားခြင်းဖြစ်ပါတယ်ဒီကောင်ဘသူတုံးဟာတက်ခိုင်မေးလိုက်ခြင်းဖြစ်ပါတယ်သူ့ကိုတနတ်ဖြင့်ပြစ်ခဲ့သူမှာ20ကျော်ခန့်သာရှိသေးတဲ့ခြာတိတ်လေးတယောက်ဖြစ်ပါတယ်ကျွန်တော်အဖွဲ့တွေကပါဦးလေဒီကောင်လျှောက်လာတာတိတ်ပြီးတော့မကြသေးဘူးလှိုင်ဘွားပြန်ပြီးတော့ဖြေးလိုက်ခြင်းပါတခြားသောလက်ရွေးစင်တွေမှာတက်ခိုင်ကိုဆရာကြီးလို့ခေါ်လေရှိတော်လဲလှိုင်ဘွားကတော့နှုတ်ကြိုးလိုနေသဖြင့်ပဲဦးလေးလို့သာခေါ်ပါတယ်တက်ခိုင်မှာအဲ့ဒီလူငယ်ကိုကြက်ချနာနာစစ်ဆေးတယ်ခန္ဓာကိုယ်အပေါ်မှာအလှထိုးထားတဲ့ဘလူးကောင်းပုံစံတက်တူးကလွဲပြီးတော့မြည်သည့်အမှတ်အသားမှတော့မရှိပါဒီလိုဆိုတော့တက်ခိုင်တယောက်မှာထိုးချတိတ်ကိုကြည့်လိုက်ပြီးတော့ရမင်းမြမစကားတက်တယ်မလားထိုးချတိတ်မှာပြန်မပြေပါတက်ခိုင်ကိုငောင်းစင်းစင်းဖြင့်ပြန်ပြီးတော့ကြည့်နေတယ်ဒီလိုဆိုတော့ဘေးမှာအညာသာဝင်ပြီးတော့ဖြေပါတယ်တက်ပါတယ်ဆရာကြီးโอเคလေအဲ့ဒါဆိုရင်ရိုးရိုးရှင်းရှင်းလူနာလေအောင်ပဲငါပေးမယ်ငါ့ကိုလည်းလူနာလေအောင်ဖြေဘင်းကိုဘယ်ကောင်ခိုင်းတာလဲမေးခွန်းမှာဆုံးသွားပြီမဲ့အဖြေကတော့မရှိပါအဲ့ဒီခြာတိတ်မှာတေမထူးနေမထူးပုံစံဖြစ်နေပါတယ်ဒီအလုပ်ကိုစပြီးတော့လုပ်ကြတဲ့ကအတေးနဲ့အမြန်တော့တေးရမယ်မှကြိုတင်ပြီးတော့တွက်ဆထားဟန်တူပါတော့တယ်ကဲကွာအဲ့ဒီခြာတိတ်ရဲ့နဖူးတက်တဲ့ကိုရခိုင်တိတ်ပြီးတော့ထိုးချလိုက်ခြင်းဖြစ်ပါတယ်အတော်လေးအားပါသွားတဲ့အပြင်အတံပါတက်နေတဲ့လက်စေရိုးတွေကြောင့်နဖူးမှာအတော်လေးခြိုင်ပြီးတော့ဝင်သွားတယ်မျက်လုံးတစ်ခုကြားကအယိုးပင်ကျိုးတော်ဟန်တူပါတယ်အဲ့ဒီနောက်မှာတော့တပြေးပြေးချင်းအာလူးသီးထားလို့လာပါတော့တယ်ထိုအချိန်ထိခြာတိတ်မှာခေါင်းမာလို့နေသေးပါပဲတက်ခိုင်မှာရခိုင်ကြီးကိုလက်ကပြလိုက်တယ်အဲ့ဒီနောက်မှာတော့ခြာတိတ်ဘက်ကိုလှည့်လိုက်ပြီမင်းငငယ်ရွယ်နဲ့တေးကျင်နေတယ်ဆိုရင်လေငါကတော့တားမှာမဟုတ်ဘူးဒါပေမဲ့တေးသွားရင်အားလုံးပြီးသွားပြီလို့မင်းဟာထင်ထားတာလားတေးရတာကရောအရန်လွယ်နေတယ်လို့ထင်နေတာလားမင်းအမှန်တိုင်းဖြစ်ရင်မင်းကငါမတတ်ဘူးတေးပြီးမင်းသားလို့လုံနေမယ်ဆိုရင်တော့တေးရတာတက်ပိုဆိုးတဲ့ဟာတွေမင်းကငါလှုပ်ပြမယ်တက်ခိုင်မှာဒီလိုပြောပြီးလက်ခဲကိုအချက်ပြလိုက်တယ်ဒီလိုဆိုတော့တက်ခဲမှာပါဇက်ထဲကိုအဝတ်စများလုံးထွေးပြီးထိုးထည့်လိုက်ပါတော့တယ်ကိုရှာကိုပြန်ကိုက်လိုက်ပြီးဘာလကီးရသွားမှစိုးတာကြောင့်ပါအဲ့ဒီကောင်ရဲ့တန်ရာတွေကိုစီးထည့်ပေးလိုက်မဖေးစီနဲ့ဘလောက်တောင်မှစောက်ကြောတင်းတဲ့အကောင်နည်းနည်းပျော်သွားအောင်လုပ်ပေးလိုက်အောင်ပဲတက်ခိုင်မှာဒီလိုပြောပြီးထသွားပါတော့တယ်ဒီလိုဆိုတော့ရခိုင်ကြီးတို့လည်းလိုက်သွားကြပါတယ်အခန်းထဲမှာတော့တက်ခိုင်ခိုင်းတဲ့အတိုင်းလုပ်ဖို့တော့လက်ရွေးစင်တယောက်စနှစ်ယောက်စသာကြံနေခဲ့ပါတယ်3ရက်ပြောက်တဲ့နေ့တက်ခိုင်တယောက်မှာလောလောလတ်လတ်ရိုက်လာယူဟန်တူတဲ့လက်ပုံတစ်ပုံကိုကင်ပြီးတော့မြေဟောက်အချုပ်ခန်းထဲကိုဝင်သွားတယ်အဆောင်တစ်ယောက်ကလွဲပြီးဘသူမှတော့မရှိပါအချုပ်ခန်းထဲကခြားတိတ်မှာတော့ပတိအပွေးသားနဲ့ဖြစ်ပါတယ်မြေအောက်ကန်ဖြစ်တာကြောင့်အစင်အေးနေတတ်တဲ့ဖြင့်ဒဏ်ရာတွေရဲ့ကြိုက်ခဲနာကျင်မှုကိုလည်းအလူးအလဲခံစားလို့နေရတယ်ဒါတောင်မှဆေးစည်းပေးထားလို့ဖြစ်ပါတယ်
နတ်မို့မဟုတ်ရင်တော့သူရခဲ့တဲ့တရားတွေကနှစ်နာရီတောင်ခံမှာမဟုတ်ပါသူတို့ကိုသိလားအဲ့ဒီခြာတဲ့ရဲ့အရှိတက်မှာသွားထိုင်ပြီးတက်ခိုင်ပါသူယူလာတဲ့ဓာတ်ပုံကိုထောင်ပြလိုက်ခြင်းဖြစ်ပါတယ်ထိုလူငယ်မှာဓာတ်ပုံကိုပြင်ချင်းမှာပဲမျက်စိမျက်နှာအတော့ကိုမှပြတ်သွားတယ်ဒီလောက်အထိတီးသွားပုံရရင်တော့လိန်လို့လည်းအကျိုးထူးမှာမဟုတ်တော့ဘူးလို့ထင်သွားဟန်လည်းရပါတယ်ဘာကြောင့်ဆိုတော့သူတို့ကိုတော့ဘာမှမလုပ်ပါနဲ့လို့ဖြောတော့လေးတန်းဖြင့်တက်ခိုင်ကိုတိုးရှိုးတောင်းပန်လာတာကြောင့်ဖြစ်ပါတယ်ဒီလိုဆိုတဲ့အခါမှာတော့အေးအဲ့ဒါဘင်းအပေါ်မူတည်တယ်မင်းကငါမွေးမှာငါသားလောက်ရှိတာငါ့ကိုလာပြီးတော့မပတ်နဲ့ကွာလိန်ပြောမယ်ဆိုရင်တော့နောက်ဆက်တွဲစိုးချိုးကိုငါအာမမခံနိုင်ဘူးအဲ့ဒီခြာတိတ်မှာခေါင်းငိုက်ဆိုင်ကျသွားတယ်အဲ့ဒီနောက်မှာတော့အနှဲငယ်ရှည်လျားတဲ့ဖြစ်ရတဲ့ခုကိုတိုးညင်းတဲ့လေတံဖြင့်တက်ခိုင်ကိုပြောပြပါတော့တယ်သူ့နာမည်ကခန့်အိုက်စုပါကရင်ရှမ်းဖတ်ဆက်ဖြစ်ပါတယ်သူ့ရဲ့ဖခင်မှာရှမ်းပြည်နယ်ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသမှာရှိတဲ့တပ်စိတ်တစ်ခုရဲ့လက်ထောက်ပြူဟာမှုဖြစ်ပြီးတော့မိခင်ဖြစ်သူကတော့ဖျားသုံးစုဘက်မှာဖြစ်လိတယ်ဘလို့ဘူးစာစုံကြတယ်လဲတော့မသိပါခန်းအိုက်စု၄နှစ်သားအရွယ်မှာတော့ဖခင်ဖြစ်သူမှာတိုက်ပွဲတစ်ခုမှာကြာဆုံးလို့သွားခဲ့တယ်မနေမနှောင်းမှာပဲမိခင်ဖြစ်သူမှာလည်းလိန်ပါလို့သွားခဲ့ပါတယ်ခန်းအိုက်စုရဲ့ဖခင်တပည့်ဖြစ်သူတွေမှာခန်းအိုက်စုကိုချစ်ကြပါတယ်မိဘတွေမရှိတော့တဲ့အတွက်အသနာလေးပို့ကြတယ်ဒါကြောင့်မလို့ခန်းအိုက်စုကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ကြပါတယ်သို့ပေမဲ့သူကမပြောခဲ့ပါဆယ်နှစ်သားကြော်မှာတော့အပေါင်းအသင်းပါပြီးတော့လမ်းမကြီးတွေကိုရှောက်ခဲ့မိပါတယ်ငငယ်ရွရွနဲ့စေးချတက်လို့လာတော့တယ်လောင်းကစားကိုလည်းခုံမင်းလာတယ်စေးချဖို့လောင်းကစားလုပ်ဖို့ငွေမရှိရင်ခိုးရပါတယ်နေထိုင်ရာစစ်တမ်းရမှာလွန်စွာမှစီကံကြည့်တဲ့ဖြင့်ခန်းအိုက်စုတယောက်မှာခဏခဏအပြစ်ပေးခံရသည်ပါလေမနေတော့ပါခန်းအိုက်စုမှာအဲ့ဒီအခြေအနေကိုမကြေမနက်ဖြစ်လာခဲ့ပါတယ်တနေ့မှာတော့ခန်းအိုက်စုတယောက်သူနေထိုင်ခဲ့ရာအခန်းချင်းလေးတဲ့ကိုလုံးဝနှုတ်ဆက်သွားတော့တယ်ကိုယ်လုံးတဲ့ကိုရှုံနေကြတဲ့ဖြင့်ဘသူမှလည်းသူ့ကိုလိုက်မရှာအားတော့ပါအဲ့ဒီခါမှာသူ့အဖို့ရောက်လက်နဲ့တနန်းအပ်လိုက်တယ်လို့ဖြစ်သွားပါတယ်အစာပိုင်းမှာခိုးဝတ်တယ်အတဲငယ်အရွယ်ရလာတဲ့အခါမှာခိုးဝတ်ရမှာလူရက်တဲ့အဆင့်ကိုရှောက်လာခဲ့တယ်ထိုမှတဆင့်အတင့်ရဲပြီးတော့စိတ်တူကိုယ်တူများစုပြီးဓပြပါတိုက်ပါတော့တယ်ခန်းအိုက်စုဓများစပြီးတော့တိုက်တဲ့အချိန်မှာ15နှစ်ကြော်ခန့်သာရှိပါသေးတယ်လူကောင်ကတော့ထွားပါတယ်တနေ့အဲ့ဒီနေ့ကခန်းအိုက်စုတို့အဖွဲ့ကန်ဆိုးမိုးမောင်ကြတဲ့နေလဲဖြစ်တော့တယ်အခိုင်အမာရထားတဲ့သတင်းများအရအိမ်တအိမ်ကိုဝင်ရောက်ပြီးတော့စီးနှင်းခဲ့တယ်သူတို့ဝင်ပြီးတော့စီးတဲ့အိမ်ပိုင်ရှင်မှာမှောင်ခိုလုပ်ငန်းဖြင့်ချားတာလာသူဖြစ်ပြီးတော့လက်မယွန့်တပည့်တပန်းများစွာမွေးထားသူလည်းဖြစ်ပါတယ်အပြင်ပိုင်းမှာတော့ဖျားတကားလိုဘာလိုနဲ့သူတော်ကောင်းကြီးပေါ့လေအတူချုပ်ပြီးတော့ပြောရရင်ခန်းအိုက်စုတို့အဖွဲ့ခွေးပြေးဝက်ပြေးပြန်ပြီးတော့ပြေးခဲ့ရတယ်လို့ခန်းအိုက်စုကိုယ်တိုင်ညာဘက်ခြေတလုံးမှာတစ်ချက်ကြောကုန်းကိုတစ်ချက်ကြည်မှန်လို့သွားခဲ့တယ်အဲ့ဒီညာကခန်းအိုက်စုတို့ဝင်စည်းခဲ့တဲ့ခြံဝန်းထဲမှာတနတ်တန်တွေမှာတိုက်ပွဲတစ်ခုဖြစ်နေတဲ့အလားအချက်ပေါင်းများစွာပေါ်ထွက်လို့လာခဲ့ပါတယ်ဒီလိုဆိုတော့ဆိုင်ရာအာဏာပိုင်တွေမှာအင်အားအလုံးအရင်ဖြင့်ခြိတက်လို့လာခဲ့ကြတော့တယ်အိမ်ပိုင်ရှင်တည်းမှာပွားနဲ့သူပေးပြီးဓမြဝင်ပြီးတော့အတိုက်ခံရခြင်းဖြစ်တဲ့အကြောင်းဓမြတွေမှာတနတ်အမြောက်အများပါလာကြောင်းနဲ့ရဲကားတံများကြားတာကြောင့်ပြစ်ခတ်ပြီးတော့ထွက်ပြေးသွားတဲ့အကြောင်းကိုထွက်ဆိုပါတယ်စင်စစ်မှာခန်းအိုက်စုတို့ပါလာခဲ့သည်ကရိုင်းဖဲအိုနှစ်လက်နဲ့ကြီး8000သာဖြစ်ပါတယ်အိမ်ပိုင်ရှင်တထေးရဲ့တပည့်တွေကတော့ရဲကားတံစစ်ကားတံကြားကလေးကကြက်ပြောင်ငှက်ပြောင်ဖြစ်သွားကြပါတယ်မှောင်နဲ့မဲမဲအထက်မှာခန်းအိုက်စုတယောက်မှာခြေဦးတဲ့ဟာကိုစွတ်ယုတ်ပြီးတော့ထွက်ပြေးလို့လာခဲ့တယ်စိတ်သွားတိုင်းကိုကတော့ပါသည်မဟုတ်ပါခြေထောက်တစ်ပတ်မှာအပြစ်ခံထားရသဖြင့်လမ်းမှာတွေ့ရတဲ့ဒုတ်ပိုင်းတစ်ချောင်းကိုအားကိုးပြီးထုံးနဲ့ပြင်ရှောင်နေခြင်းဖြစ်ပါတယ်ကျောဘက်ကတန်ရာကလည်းနာကျင်နေရမှာတဖြည်းဖြည်းနဲ့ပူတလို့အောင့်တလို့ဖြစ်လာတယ်အဒီနားမှာလည်းဘသူမှမရှိပါခြေဦးတဲ့ဟာစွတ်ပြီးတော့ပြေးခဲ့ရခြင်းကြောင့်အဖွဲကလည်းကွဲလို့သွားပါတယ်နာကျင်မှုတွေကြားပင်ပန်းတွန်းနဲ့မောဟိုက်မှုနဲ့အတူရေကလည်းအတော့ကုန်မှစားလာတယ်ပုံဝန်းကျင်ကိုမျက်စိဝေးပြီးတော့ကြည့်လိုက်တော့လေတစ်ပင်တွေကလွဲပြီးတခြားဘယ်အရာကိုမှမမြင်မိပါဒီလိုဆိုတော့ခန်းအိုက်စုတယောက်မှာစိတ်ကိုလျှော့ချလိုက်ပါတော့တယ်စိတ်ကိုလျှော့လိုက်တော့မှအတဲငယ်တင်းငိမ်သွားခဲ့တယ်လို့သူ
သူ့ရဲ့နားထဲမှာလည်းတစုံတစ်ခုသောအတန်ကိုခတ်သက်တဲ့ကြားလိုက်ရပါတယ်တခြားတော့မဟုတ်ပါမလားမကန်းစီကချောင်းလာပြောင်းလာမသိတဲ့ရေစည်းစံတစ်ခုပဲဖြစ်ပါတယ်ရေစည်းတံကိုကြားရရင်ကျင်းသေးပါကိုရေတော့ရှိနိုင်တယ်သူကရေအတော့ကိုမှငတ်နေပြီဒီလိုဆိုတော့မရှိမဲ့ရှိမဲ့အားတွေကိုညှစ်ထုတ်ပြီးခန်းအိုက်ဆုံးမှာရေစည်းတံကြားရတဲ့ဘက်ကိုတရင်တရိုင်ဖြင့်ဆက်လက်ပြီးတော့ရှောက်လန်းလို့သွားတော့တယ်ဒါပေမဲ့လည်းဘလလန်းမှမနှမ်းလိုက်ရပဲဘိုင်းကနေလဲကျသွားပါတယ်အရာအားလုံးကလည်းမှောင်မိုက်အထိဖြစ်သွားပါတော့တယ်သူ့ကိုတေးပြီးလို့ထင်ခဲ့တော့လေခန်းအိုက်စုတယောက်မှတတိပြန်ပြီးတော့ရလာတယ်သူတတိရလာတဲ့အချိန်မှာတော့တကိုယ်လုံးမှဗန်မီလိုပတ်တီးများအစည်းခံထားတဲ့အန်ဒီအထားပဲဖြစ်တော့တယ်ဒီလိုဆိုတော့လှုပ်ရှားလို့ရတဲ့မြဝန်းတွေကိုသာအလုတ်ပေးနေမိတော့တယ်ဘေးမှာခတ်ဟောင်းပြင်ချက်များကိုဖြစ်သလိုကာယံထားတဲ့အခန်းတစ်ခုတည်းကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။နေရန်ပေါ်မှာလည်းတလိမ့်ဆန်ပေါင်းဆောင်ရဲ့ကျိုးများအယိုးများကိုတိုးလို့တွဲလောင်ဆွဲချိတ်ထားတယ်။သူ့အနေဖြင့်ဒီလောက်သာအကဲခတ်လို့ရပါသေးတယ်။ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားလို့မှမကြသေးပဲကိုတိုးပေမဲ့လည်းရေငတ်ခြင်းတဲ့စာလောင်မုတ်သိခြင်းတွေမရှိတော့သလိုရရှိလာတဲ့ဒဏ်ရာတွေကလည်းစပ်ပြင်းပြင်းဖြစ်နေကြောင်းတတိထားမိတယ်။သူ့ကိုဆေးစည်းပေးထားခြင်းဖြစ်ပါတယ်။ပြီးနှစ်အနေငယ်အကြမှာတော့အဲ့ဒီအခန်းထဲကိုဘယ်ဘက်ချက်တော်ပြက်နေတဲ့ဖြင့်ဂျိုင်းထောက်ကိုအားပြုပြီးလမ်းလျှောက်နေရတဲ့အသက်50ကျော်အရွယ်လူကြီးတစ်ယောက်ဝင်လာခဲ့တယ်။ခန်းအိုက်စုနိုးနေမှန်သိတာကြောင့်နှစ်လိုပွဲပြုံးပြပါတယ်။အဲ့ဒီနောက်မှာတော့ကောင်းလေးတတ်တာလားကွာခန္ဓာကိုယ်မှာလှုပ်ရှားလို့မရတဲ့ဖြင့်ခန်းအိုက်စုမှာမျက်စိကိုသာဖွင့်လိုက်ပိတ်လိုက်နှစ်ကြိမ်ခန့်လှုပ်ပြလိုက်ပါတယ်။တတ်တာတယ်ဆိုတဲ့သဘောပါမင်းဘသူလဲတော့အုံးမသိဘူးဒါပေမဲ့လူတယောက်ရဲ့အသက်ကကဲကောင်းတယ်ဒီနေရာကမျိုးနဲ့နည်းနည်းလှမ်းတယ်ကိုအမြန်နေကောင်းအောင်နေပြီးဘင်းသွားခြင်းတဲ့နေရာသွားတော့ပေါ့ထိုလူကြီးမှာထိုတို့ပြောပြီးတော့ခန်းအိုက်စုကိုဘာမှမသိတဲ့စေကားကြီးများတိုက်ကြွေးပါတော့တယ်ခန်းအိုက်စုကလည်းချိတ်မိတ်ပြီးမျိုးချရှာတော့တယ်စင်စစ်တော်အဲ့ဒီလူကြီးမှာဤတော်တောင်တဝိုက်နှံ့နှံ့ဆက်ဆက်ကျင်လဲခဲ့ပူးတဲ့မုတ်ဆိုးတူဖြစ်ပြီးအာကုသို့အကျိုးပေးတဲ့တနေ့မှာသူ့ထောင်ချောက်သူပြန်မိပြီးတော့ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သူဖြစ်ပါတယ်။ဗီဇကိုဖျောက်ဖျက်လို့မကြတော့လေအရင်လိုဖြက်ဖြက်လက်လက်မလှုပ်ရှားနိုင်တဲ့အခြေအနေကြောင့်ပဲမုတ်ဆိုးဘဝကိုစွန့်လို့ခဲ့ရသူပါ။ဒါတောင်မှဖားရှာငားရှာတော့လှုပ်ပါသေးတယ်။အဲဒါကြောင့်လေခန်းအိုက်စုကိုတွေးရှိကဲတင်ထားနိုင်ခြင်းဖြစ်ပါတယ်။အဲ့ဒီလူကြီးမှာတော့15နှစ်အရွယ်ခန့်အိုက်စုတဲ့မတိမ်မရင်သမီးတယောက်လည်းရှိပါတယ်။အပေါ်ယံကြည့်ရင်သားဖနှစ်ယောက်လူသူကင်းမဲ့တဲ့တောကြီးတောင်ကြီးထဲမှာအေးလူလာရောက်ပြီးတော့နေထိုင်နေတယ်လို့ထင်မှတ်မိတော့လေထိုမုတ်ဆိုးကြီးရဲ့ဇနီးဖြစ်သူအကြောင်းကိုသိရတဲ့အခါမှာတော့ထို့သူ့ကိုထင်မှတ်နိုင်တော့မည်မဟုတ်ပါအဲ့ဒီမုတ်ဆိုးကြီးမှာနာကြီးချက်တစ်ခုကြောင့်သမီးဖြစ်သူကိုခေါ်ဆောင်ပြီးတမင်ကိုတောကြီးတောင်ကြီးထဲမှာနေထိုင်ခဲ့သူဖြစ်ပါတယ်အတိတ်ကဖြစ်ရဆိုတွေသမီးစီကိုရောက်လာမှကိုလွန်စွာမှစိုးရိမ်နေသူဖြစ်တော့တယ်သားဖနေအောင်နှစ်ပေါင်းများစွာအေးချမ်းနေလာခဲ့ရမှာသူတို့ဘဝတွေကိုခန်းအိုက်စုရောက်ရှိလာခြင်းဖြစ်ပါတယ်ခန်းအိုက်စုမှလည်းသူ့ရဲ့ပြစ်မှုတွေကြောင့်မြို့ပေါ်ကိုရုတ်တရက်ပြန်ပြီးတော့မတက်ရဲပဲထိုသားဖအစီမှာတောင်းတင်လို့နေပါတော့တယ်ပြီးတော့လူငယ်ချင်းကြီးကြသည်ပေါ့လေငယ်ရမှကြီးလာတဲ့မုတ်ဆိုးကြီးဖြစ်သူမှာခန်းအိုက်စုကိုပုံပွင့်လင်းလင်းပဲမေးလာပါတယ်မင်းငါသမီးကိုဘလောက်ဒီစောင့်ရှောက်နိုင်မလဲမုတ်ဆိုးကြီးမှာအစောကတည်းကခန်းအိုက်စုကိုတင်ထုတ်လို့ရခဲ့တော့လေအသက်အရွယ်အနေထားနဲ့သူ့ရဲ့ကျန်းမာရေးအခြေအနေကိုတွက်ဆမိပြီးဆက်လက်ခံထားခြင်းဖြစ်ပါတယ်သူမရှိရင်သူ့သမီးလေးတကူတည်းရက်တည်နိုင်ဖို့မလွယ်ပါဒီလိုဖြင့်ပဲသူ့ကိုယ်တိုင်ခန်းအိုက်စုနဲ့သူ့ရဲ့သမီးကိုပေးစားခဲ့ပြီး3နှစ်ခန့်အကြာမှာလူကြီးယောဂနဲ့တိမ်ပါလို့သွားခဲ့တယ်ခန်းအိုက်စုတို့ဇနီးမောင်နှမလည်းတနစ်ကြော်ခန့်ရှိပြီဖြစ်တဲ့ဖြူဖြူပွဲသမီးလေးတယောက်ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်မုတ်ဆိုးကြီးမရှိတော့တဲ့နောက်ပိုင်းမှာခန်းအိုက်စုတယောက်မှာသမီးနဲ့သမီးအတွက်ဆုံးဖြတ်ချက်တစ်ခုကိုချရတော့တယ်တောထဲတောင်ထဲမှာဆက်လက်နေထိုင်ဖို့မသင့်တော့ပါသူတို့ဘာမှမသိခဲ့တဲ့ပညာရေးဆိုတဲ့အရာကြီးကိုသူတို့သမီးလေးကိုတတ်မြောက်စေချင်ပါတယ်ဒီလိုဖြင့်ပဲသားမိသားဖ3ယောက်မြဝတီနေဆက်ကိုအကျဲစွန့်လာခဲ့ခြင်းဖြစ်ပါတော့တယ်ရောက်ချင်းမှာမြို့ပေါ်ကိုမတက်ရဲသဖြင့်အစွန်အဖျားကြေးရွာများကိုလှည့်လည်ပြီး
သွားလေသူမုတ်ဆိုးကြီးနဲ့ခန့်အိုက်စုတို့ရှာဖွေခဲ့ကြတဲ့ဆေးဘက်ဝင်တစ်ဥတစ်ဖူများတထိတ်ဆန်အယိုးတဲ့အရေကုန်များကိုရောင်းချပြီးအသက်မွေဝမ်းကြောင်ပြုတ်ခဲ့ကြပါတယ်။သို့ပါတော့လေစားလောက်ယုံသာရှိခဲ့တယ်။နေစရာအိမ်ဆိုလို့အတီတကျမရှိသေးပါ။ကြားတဲ့အခါမှာတော့ခန့်အိုက်စုတယောက်မှလက်ရှိဘဝကိုစိတ်ပြတ်လို့လာခဲ့တယ်။တယောက်တည်းဆိုရင်ပြဿနာမရှိပါ။အခုကတန်ရောစင်အပြင်တန်းများပါလိတယ်။သူ့သမီးနဲ့ဇနီးကိုခန့်အိုက်စုတယောက်တိတ်ကိုမှချစ်ချတယ်။သို့ပါတော့လေသူကိုယ်တိုင်ကဝရမ်းထုတ်ကန်ထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ပဲစိတ်သွားတိုင်းကိုကမပါသေးပါဒီလိုအပြင့်ပဲသွားရင်လာရင်လေးလမြောက်ခန့်အကြမှာတော့ခန်းအိုက်စုတို့သားမိသားဖာ၃ယောက်လေးကဲကောအပိုင်ထဲမှာရှိတဲ့စီးစာကုန်းဘက်ကိုခြေဦးတဲ့သွားရင်ရောက်ရှိလို့လာခဲ့တော့တယ်လုံခြုံရေးအရာလွန်စွာတင်းကျပ်ထားတဲ့ဒေပြေဒေသတစ်ခုလည်းဖြစ်ပါတယ်ကန္တာဦးမှာကံအတော်ဆိုးသွားခဲ့တယ်လို့ကံကောင်းဖို့လည်းဖြစ်လာတယ်လို့ဆိုရမယ်ဘာကြောင့်ဆိုတော့အဲ့ဒီနေရာကိုကိစ္စတစ်ခုဖြင့်ရောက်ရှိလာခဲ့တဲ့လှိုင်ဘွားနဲ့တွေ့ဆုံခဲ့ကြကြောင်းဖြစ်ပါတယ်ဒီလိုဆိုတော့လှိုင်ဘွားရဲ့မေတ္တာရက်ခံမှုလိန်ပါပါနံမှုတို့ကြောင့်ခန်းအိုက်စုတယောက်မှာလှိုင်ဘွားရဲ့လက်အောက်ခံအဖွဲသားတယောက်ဖြစ်သွားခဲ့ပါတယ်လှိုင်ဘွားကလည်းအကြောင်းစုံတည်ပြီးတဲ့နောက်ပိုင်းမှာအတော်လေးကိုစောင့်ရှောက်ခဲ့ပါတယ်သို့ပါတော့လေငယ်စဉ်ကလေးကရေမကောင်းခဲ့တဲ့ခန်းအိုက်စုကိုလောဘတီးဆိုတဲ့အတောင်ပံတစ်စုံတပ်ပေမဲ့ဒီကိုရှောက်ရှိလို့လာတော့တယ်အလုတ်လက်ခံမယ်ဆိုရင်200ချက်ချင်းရမယ်သွေးထက်တန်ကိုဖြစ်အောင်လုပ်နိုင်ရင်2000กว่าအသေးဆိုရင်8000နဲ့မင်းကြိုက်တဲ့နိုင်ငံမှာတရားဝင်နေထိုင်ခွင့်ကိုတောင်းလို့ရတယ်မစ်ရှင်အတွင်းမှာမင်းတည်သွားရင်လေရှားတဲ့ရိုက်တိုက်တဲ့ငွေကြေးကိုမင်းမိမနဲ့ခလေးစီကိုကျင်းတီပေါင်ရောက်စီရမယ်2လအတွင်းမှာဘာမှမထူးခြားရင်တော့ကနဦးယူထားတဲ့300ကို20အတိုးနဲ့ပုံမှန်ပြန်ပြီးတော့ဆက်ရမယ်မင်းဘက်ကသဘောတူတယ်ဆိုရင်ယူလို့ရပြီယူပြီးရင်လည်းဂတိတီးဖို့တော့လိုတယ်နော်လှိုင်ဘွားရဲ့ကောင်းမှုကြောင့်ပဲအချိုးချောင်ရထားတဲ့ခန့်အိုက်စုတို့မိသားစုနေထိုင်ရာအိမ်စီကိုကားအကောင်စားကြီးတစ်စီးဖြင့်ဘဲကမှန်မသိတဲ့လူတွေရှောက်လာပြီးဒီလိုပြောခဲ့ခြင်းဖြစ်ပါတယ်ခန့်အိုက်စုတယောက်မှသူ့ရှိမှပုံထားတဲ့ငွေတွေကိုကြည့်ပြီးတော့အတော်လေးဝေခွဲမရဖြစ်နေတယ်သိန်း200ကသူ့မိန်းမနဲ့ဇနီးအတွက်လုံလောက်တဲ့ပမာဏဖြစ်ပါတယ်လှိုင်ဘွားရဲ့ကောင်းမှုကြောင့်အဖွဲတဲကိုရောက်ရှိလာခဲ့သည့်စိုးတော်ညာလေယာဒူးကြီးကြီးမားမားမဟုတ်သေးလို့အခွင့်ထူးခံတိတ်ပြီးတော့မရှိပါအဲ့ဒီအပြင်အဖွဲကလည်းလွန်စွာမှစီကံကြီးတဲ့အဖွဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ခန့်အိုက်စုတယောက်ခိုင်ပါတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်သူ့ကိုလာရောက်ပြီးတော့ကမ်းလှမ်းသူတွေကိုတော့ဂတိတစ်ခုကိုအကြိမ်ကြိမ်တောင်းပါတယ်သူသေးခဲ့မယ်ဆိုရင်တော့မှဇနီးနဲ့သမီးအတွက်ရတင်ရထိုက်တဲ့ငွေတွေတပြားမကျန်ပေးရမယ်ဆိုတဲ့ဂတိပါဒီလိုမှတက်ခိုင်ကိုလှုပ်ကြံဖို့ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်ရှည်လျားတဲ့ရှင်းပြချက်အဆုံးမှာတက်ခိုင်မှာခန့်အိုက်စုကိုတည်တည်ချာချာစူးစိုက်ပြီးတော့ကြည့်နေတယ်အဲ့ဒီနောက်မှာလက်ထဲမှာကင်ထားတဲ့သားအမိနှစ်ယောက်ရဲ့ဓာတ်ပုံကိုတစ်ချက်ကြည့်ပြီးမေးခွန်းတစ်ခုထုတ်လိုက်တယ်မင်းတို့ကောင်တွေဘယ်နှယောက်ရှိသေးလဲဗျာငါ့အဖွဲ့ထဲမှာမင်းတို့ကောင်တွေဘယ်နှယောက်ရှိသေးလဲသိတဲ့လောက်ဖြစ်လင်ရင်တော့မင်းဆောက်ကြောင်နဲ့မင်းပဲကျွန်တော်မသိပါဘူးအမှန်အတိုင်းပြောတာပါမတိမ်ပါဘူးခင်ဗျာပတ်စံလာပေးတဲ့သူတွေကိုလည်းကျွန်တော်တခါမှတော့မမြင်ဘူးပါဘူးသူတို့ကတကယ်ပြီးခဲ့လို့ကျွန်တော်ကလက်ခံလိုက်တာပါတက်ခိုင်တခုတော့စဉ်းစားမိတယ်ခန့်အိုက်စုဆိုတဲ့ခြားတဲ့သူ့ဘွဲ့ထဲမှာအလုတ်လုံနေမှန်းကိုခိုးကောင်းတွေဘလို့တည်သွားပါလေခိုးကောင်းတွေလို့သုံးလုံးလိုက်ရခြင်းပါတယ်ဘယ်အဖွဲအစည်းပါမှန်တတိကြကြမတည်သေးတာကြောင့်ဖြစ်ပါတယ်အရှိတဲမှပြေးလာနေတဲ့ရှမ်းသူ10ယောက်ထက်အတောင်မှရက်နေတဲ့ကိုလူသူ့ပတ်သားကပုတ်ပြီးတော့တတိထားเสียဖြစ်တော်တယ်အဲ့တော့အခုတင်မင်းကိုတတ်လိုက်ရင်လေမင်းမိန်းမနဲ့ဘင်းရဲ့သမီးက3000ရမယ်ပေါ့ဘာဖြစ်လို့လဲဆရာကြီးတွေးထွက်တန်ရုံဖြစ်ရင်2000ဆိုခွေးတောင်သားရဲ့ငါဆောက်လုံးကန့်မတော်တာကန့်ကောင်းခန့်အိုက်စုဘာမှပြန်မပြောပါမပြောရဲတာကြောင့်ဖြစ်ပါတယ်ဒီလိုဆိုတော့တက်ခိုင်မှာခန့်အိုက်စုကိုထမှန်ပြီးတော့စိုက်ကြည့်လိုက်ပါတယ်အလွန်ကုန်မှတင်းငိမ့်တဲ့လောက်သွေးအေးပြီးတော့ရက်ဆက်ဟန်အပြည့်ရှိတဲ့ဗျံဝန်းတွေပဲဖြစ်တော်တယ်နောက်ဆုံးတစ်ခုမေးမယ်ဘင်းကကိုတမင်လွှဲပြီးတော့ပြစ်တာလားသူ့ဘာသာလွဲသွားတာလားမေးခွန်းမှလွဲသလောက်ရှည်ဖို့ရာအင်မတန်ခတ်ပါတယ်တမင်လွှဲပြီးတော့ပြစ်တယ်လို့ဖြစ်ရင်နောက်ဆက်တွဲထွက်ပေါ်လာမဲ့မေးခွန်းတွေဒီလက်တဲလေးပါအတင်းအဆောင်ခံတော့မီမဟုတ်ပါ
တမီသားစုလုံးအန်ဒီရဲ့ရှိသွားနိုင်တယ်သူ့ဘာသာလွဲသွားသည်လို့ဖြစ်ရင်လောလောလတ်လတ်မိမိအသက်ခံရနိုင်တယ်သေဖို့ကိုစဉ်းစားထားခဲ့တော့လေတကယ်တမ်းအသက်ခံရတော့မှသိတဲ့အခါမှာတူတူကိုကြောက်တဲ့ကြသည်ကြီးပဲဖြစ်ပါတယ်ခန့်အိုက်စုတယောက်မှာရုတ်တရက်ဘာပြန်ပြီးတော့ဖြေရမှန်းမသိဖြစ်နေတယ်ဇောကျွေးတွေပင်ပြန်လာတယ်သက်ခိုင်မှာခန့်အိုက်စုရဲ့အပြေကိုစောင့်နေတော့ပဲအပြင်ဘက်စုရဲ့သူ့ရဲ့ခြေလမ်းတွေဥတီလိုက်ပါတော့တယ်အဲ့ဒီနောက်မှာအိမ်အပေါ်ဓာတ်ကိုပြန်တက်သွားတယ်အဲကန်းထဲမှာခန့်အိုက်စုရဲ့ဇနီးနဲ့သမီးတို့ရှောက်ရှိနေကြောင်းကိုတော့ခန့်အိုက်စုတယောက်မသိခဲ့ပါဘဝကပေးခဲ့တဲ့သင်ခန်းစာတွေအရသက်ခိုင်တယောက်မှာလူတယောက်ကိုလွယ်လွယ်နဲ့မကြုံတတ်ပါဒါကြောင့်မလို့နီးပရိရဲ့ပြောင်းပြီးတော့ခန့်အိုက်စုရဲ့ဇနီးကိုအချိုတက်ပြီးတော့မေးပါတယ်ဘေးကုန်းမြောင်းများစွာမေးပြီးတဲ့နောက်မှာတော့သက်ခိုင်မှာဆုံးဖြတ်ချက်တစ်ခုကိုချပြီးရခိုင်ကြီးကိုအချက်ပြလိုက်တယ်အဲ့ဒီသားအမိကိုလည်းအိမ်ပြန်မလွတ်တော့ပါသေမာဆိုးတာကြောင့်ဖြစ်ပါတယ်ဆရာကြီးကျွန်တော်တခုတော့တင်ပြပြစီမြေအောက်ခန်းထဲမှာရှိတဲ့တက်ခိုင်အခန်းထဲကိုမောင်ငယ်ရောက်ရှိနေခြင်းဖြစ်ပါတယ်ပြောကျွန်တော်တို့တနတ်ဆက်ပြီးတော့သုံးမယ်ဆိုရင်အခြေအနေတွေပို့ပြီးတော့စိုးလာလိမ့်မယ်ဆရာကြီးဒေသခံအဖွဲ့တွေကလည်းတနတ်သုံးတာလုံးဝမကြိုက်ဘူးတခြားဟာကိုညှိလို့ရခြင်းရပြီမဲ့အဲ့ဒီကိစ္စမရဘူးပြီးတော့ခွန်မထီးတို့ဘာလို့တွားလျှော်တဲ့ကိစ္စကျွန်တော်တို့လက်ချက်မှန်ဒီရပိုးကြီးတွေရှိမ့်မိနေကြပြီကျွန်တော်အသည့်ပုံမှုတယောက်ကျွန်တော်ကိုတတိပေးလာတယ်သိမကြခင်သူတို့လည်းအစိုးရနဲ့အပြစ်အခါရက်စဲရေးစာချုပ်မှာလက်မှတ်ထိုးဖို့ရှိနေတယ်ဒါကအသွင်တန်းတစ်ခုကသိရတာဒီအတိုင်းဆက်ပြီးတော့သွားမယ်ဆိုရင်နိုင်ငံရေးထဲမှာကျက်သွားနိုင်တဲ့ဆရာကြီးအလိုလိုနေရင်းနဲ့လက်နက်ကိုင်းဆိုတဲ့ခေါင်းစဉ်အတက်ခံသွားရလိမ့်မယ်အဲ့ဒီလိုဆိုရင်ကျွန်တော်တို့တွေချောင်ပိတ်သွားလိမ့်မယ်ငါတို့ကြာတနတ်သုံးလို့မရဘူးဟိုကောင်တွေကြတော့ရတယ်ပေါ့မဟုတ်ဘူးဆရာကြီးအဲ့ဒီအကောင်တွေလည်းအထောင်းခံနေရပြီအရင်လိုမဟုတ်တော့ဘူးနေစမ်းပါဦးမင်းတို့တနတ်ကိုင်းတဲ့ကိစ္စမင်းပြောတဲ့ဘိုးမူးဆိုလားပါဆိုလားအဲ့ဒီကောင်ကဘယ်လိုလုပ်ပြီးတော့တီးသွားတာလဲတက်ခါရဲ့မေးခွန်းကိုမောင်ငယ်တယောက်မှရုတ်တရက်ဘလို့ပြန်ပြီးတော့ဖြေရမှန်းမသိဖြစ်သွားခဲ့ပါတယ်သူလည်းအခုမှစဉ်းစားမိသွားခြင်းဖြစ်လေတယ်ဟုတ်လဲဟုတ်တာပဲဘလို့လုပ်ပြီးတော့တီးသွားတာလဲကျွန်တော်လည်းမသိဘူးဆရာကြီးမင်းသဘောနဲ့မင်းဖွဲ့ထားတဲ့အဖွဲ့ထဲမှာရိုးပေါက်တွေများနေပြီမင်းတို့ကကိုယ့်ကိုယ်ယုံကြည်မှုမရှိလို့အဖွဲ့တက်ပြီးတော့ဖွဲ့ထားလားကွာဒါမှမဟုတ်လူများရင်ပိုကောင်းတယ်လို့ထင်နေတာလားအဲ့ဒီလိုတော့မဟုတ်ပါဘူးဆရာကြီးကျွန်တော်ကပိုကောင်းမယ်ထင်ခဲ့လို့ပါရန်ကုန်နယ်မြေတစ်ခုတည်းနဲ့တင်မင်းတို့လိုကောင်တွေထောင်ထဲချီပြီးတော့ရှိတယ်ကွာအဲ့ဒီအထက်ကမှမင်းတို့ကိုပဲရွှေ့ခဲ့တာဘာကြောင့်လို့ထင်လဲတက်ခိုင်ရဲ့စကားမှာမောင်ငဲ့ကိုအကြီးအကျယ်စဉ်းစားသွားစေပါတယ်မှန်ပါတယ်သူတို့အားလုံးကြောတောင်နောက်ခံမိသားစုမရှိကြပါမောင်ငယ်တွေးလို့မဆုံးခင်တက်ခိုင်ရဲ့နောက်ဆက်တွဲမေးခွန်းတစ်ခုထွက်ပေါ်လို့လှပြန်ပါတယ်ပြီးတော့လက်နက်ကင်ဟုတ်လားလက်နက်ဆိုတာဘာကိုပြောတာလဲတက်ခိုင်ရဲ့မေးခွန်းကြောင့်ပဲလက်နက်ကိုပြောတာပါတခြားဟာတွေကလက်နက်မဟုတ်တော့ဘူးလားလက်နက်ကင်မှာလက်နက်ကင်ဖြစ်တာလားမောင်ငယ်တယောက်မှတက်ခိုင်နဲ့စကားပြောရင်ယူးကျင်စိတ်ပင်ပေါက်လာခဲ့တယ်ဘလို့တွေပြန်ပြီးတော့ဖြေရမှန်းမသိတော့ပါဟုတ်ဆရာကြီးလက်နက်ကင်အဖွဲ့အစည်းတစ်ခုပေါ်ပေါ်တင်တင်ထွက်လာရင်တော့လက်နက်ကင်လို့သတ်မှတ်ကြပါတယ်ဘသူကသတ်မှတ်တာလဲအစိုးရကပါသူတို့ကြတော့တနတ်မကင်ပဲဂျင်ကလေးနဲ့ပြစ်နေကြတာလားကွအဲ့ဒီလိုတော့မဟုတ်ဘူးလေဆရာကြီးရဲ့ဘယ်လိုပြောရမလဲဘယ်လိုမှမပြောနဲ့ငါမေးတာပဲဖြေမင်းတို့တွေတနတ်တကားကနေလမ်းတလားခဲ့သလားအဲ့လိုမျိုးမရှိပါဘူးဆရာကြီးဟဲ့ကောင်တက်ခိုင်အတန်းမှာအဒဲငယ်ကျေးသွားသလိုမန်ကလည်းပါလို့သွားပါတယ်ဒီလိုဆိုတော့မောင်ငယ်တယောက်မှာအထိတ်ထိတ်ပြပြဖြင့်ပြန်ပြီးတော့ထူးလိုက်ရပါတော့တယ်ဗျာငါမင်းတို့ကိုပေးထားတဲ့အဖွဲ့နာမည်ကိုအားနာကွာတက်ခိုင်စကားမှာအတော့ကုန်မှတာသွားပါတယ်မောင်ငယ်တယောက်မှာငုံငုံငငန်ကြီးဖြစ်သွားတယ်ကောင်းမဲ့ထင်လို့လှုပ်ခဲ့မိတဲ့အရာတွေကသူတို့အတွက်မကောင်းဖို့ဖြစ်လာစေခဲ့ပြီလားမောင်ငယ်မှာဘာမပြောညာမပြောဖြင့်ကျမ်းပြင့်ပေါ်ဒူးထောက်လို့ထိုင်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတက်ခိုင်ကိုအုံညွှတ်လိုက်ပြီးတော့ကျွန်တော်ဒုံမားကင်မားတာတွေရှိခဲ့ရင်တောင်းပန်ပါတယ်ဆရာကြီးရဲ့ကျွန်တော်တို့သွေးတောင်ကြီးအကိုတွေအားလုံးဆရာကြီးကျေးဇူးကိုသိတတ်ပြီးတော့သေတဲ့အထိတစ္ဆာရှိပဲဆိုတာ
အသက်နဲ့ရှင်းပြီးတော့ကတိပေးပါတယ်။ဂျားကာလာမှာဆရာကြီးနဲ့အဆက်အသွယ်သိမ့်မရတော့ကောင်းမဲ့ထင်တာတွေလုပ်ခဲ့ပြီးလမ်းတွေလည်းမှားခဲ့တယ်။အဲ့ဒီအတွက်လည်းကျွန်တော်အပေါ်မှာတာဝန်လုံးလုံးရှိပါတယ်။ကျန်တဲ့သူတွေနဲ့မဆိုင်ပါဘူး။အပြစ်ပေးမယ်ဆိုရင်ကျွန်တော်ကိုပဲပေးပါဆရာကြီး။မစီမဆိုင်ဘာတွေပြောနေမှန်းမသိတဲ့မောင်ငဲ့စကားကိုနားထောင်ရင်တက်ခိုင်တယောက်မှမျက်မှောင်ကျုပ်လိုက်မိတယ်။ဒီကောင်ဘူးနေသလားမသိပါ။တစ္ဆာတွေရောဂတိတွေရောရှုပ်ရှက်ကိုခတ်လို့သူပြောချင်တာကတခြားပါဒီလိုဆိုတဲ့အခါမှာတော့မင်းအပေါ်ပြန်တတ်တော့မရက်ဖြန်မနက်မင်းတို့ခေါ်ထားတဲ့ခြာထိတ်တွေရက်ဆောင်ထိုးကတောထဲမှာအကုန်စုထားလိုက်ဟုတ်ဆရာကြီးအဲ့ဒီနောက်မှာမောင်းငယ်အပေါ်ပြန်ပြီးတော့တက်သွားခဲ့တယ်အနှဲငယ်တောက်ထားသည်ဆိုပေမဲ့တက်ခိုင်ထင်တယ်လို့မောင်းငယ်မမိုးခဲ့ပါသူတို့ဘာပဲလုပ်လို့တက်ခိုင်အတွက်စဉ်းစားပြီးလှုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်အတွေ့အကြုံမချင်းချက်သေးတဲ့လူငယ်တွေပြီးအမားတွေလည်းထွက်ပေါ်လာခဲ့တယ်သူတို့အမားကလည်းတက်ခိုင်သေးဖို့လက်လေးလုံးခန့်သာကွာခဲ့ပါတယ်ဒီကြားထဲမှာတခြားပြဿနာတွေကလည်းဆက်ပြီးတော့တက်ပါသေးတယ်စိတ်တွေကရှုပ်ထွေးစွာဖြင့်တက်ခိုင်မှားလိုက်တဲ့စကားကိုဓာတ်ခဲကိုပြောပြီးတဲ့နောက်မောင်ငယ်တယောက်မှအခန်းထဲမှာထိုင်ပြီးတော့တောက်နေခဲ့တယ်တောထဲမှာလူစုခိုင်းတာဘာလို့မလို့လဲတိတိကျကျမသိပေမဲ့မကောင်းတဲ့ခံစားချက်တွေဝင်နေတယ်အဲ့ဒီနောက်မှာတော့နောက်ဖြစ်တာနောက်ရှင်းပြီးရောလို့နှလုံးသွင်းပြီးတောက်ရှာရှိတာကိုသာဆက်လက်ပြီးတော့တောက်နေခဲ့ပါတယ်တက်ခိုင်နေဖြင့်အကုန်လုံးတတ်လို့အမိန်ပေးလာခဲ့ရင်လေသူတို့အနေဖြင့်တတ်ဖို့ကဝင်လင်းနေမှာမဟုတ်ပါအဖွဲ့ဝင်ကြီးကတော့ရှစ်သိန်းတယ်ဒါပေမဲ့မစိုးဘူးခဲ့ဝင်ချင်းမှာကောလဂျင်တဘူးလက်ဆောင်ရမယ်နောက်ပိုင်းကျရင်သူတို့ဖြတ်တဲ့ cosmetic တွေအရင်နဲ့အပြတ်များနဲ့ပြန်ဖြန့်လို့ရတယ်လေလူရှာနိုင်လဲရှာနိုင်တယ်လို့ရှားကိုင်နှုံးနဲ့ပြင်ရမှာပစ္စည်းအယောင်မထွက်ရင်တော့လူရှာနိုင်ရင်တွက်ချေကိုက်နေပါပြီငါတို့ရဲ့တင်းလီတာအမဆိုရင်လေအရင်တုန်းကခလေးတစ်ဖက်နဲ့လမ်းဘေးဈေးရောက်ခဲ့တာအခုဆိုရင်တိုက်နယ်ကားနဲ့ဖြစ်နေပြီလူကဘယ်လိုခေါ်တာလဲဒီလိုလေးဟဲ့ဒင်းကတခြားအဖွဲ့ဝင်တယောက်ကိုခေါ်နိုင်နေဆိုရင်သူပေးတဲ့ဝင်ကြီးထဲမှာနင်းအတွက်ကော်မရှင်ဆိုတာရှိပြီးသားနင်းအထက်ကလူကိုလည်းပေးရတာပေါ့တကယ်လို့နင်းခေါ်ထားတဲ့အဖွဲ့ဝင်တွေကအဖွဲ့ဝင်အစ်စ်တွေပြန်ပြန်ရှာနိုင်တယ်ဆိုရင်နင်းဘာမှလုပ်เสียတာမလို့တော့ဘူးထိုင်းနေုံပဲလေသူခေါ်ထားတဲ့လူတွေရဲ့ကော်မရှင်ကလင်းစီကိုအလိုလိုလျှောက်ပြီးသားစင်ကဲသွားတာပေါ့ဝင်ကြီးကများတယ်ဟာဟဲ့ဝင်ကြီးဆိုတာငါးနှစ်ကိုလူရင်းမလို့ပြောပြတာလေတခြားလူတွေကိုအဲ့လိုမပြောရဘူးမပြောတယ်လေစိတ်မပူနဲ့အဖွဲတဲကအဘတွေအကုန်တင်ပေးတတ်တယ်ပစ္စည်းအယောင်မထွက်တာတို့လူမရှာနိုင်တာတို့ဆိုရင်ငါပတ်စံမရဘူးပေါ့ငါပြောပြီးပြီလေနင်းမရှာနိုင်လေနင်းအောက်ကလူတွေရှာနိုင်ရင်နင်းကအေးဆေးထိုင်နေုံပါဆိုရှစ်သိန်းဆိုတာနဲ့တဲ့တော်ယုံတန်ယုံဝင်ကြီးမှာမဟုတ်တော့ဘူးထင်တယ်ငါတောင်မှနင့်ကိုရှုံလို့စဉ်းစားနေတာနင်းကလေပြောလေလက်ပေါက်ကတ်လေပဲပညာအရေးချင်းအလေတန်းကနေစပြီးတော့အလုပ်ရှိတယ်အသက်16နှစ်ပြည့်မှတ်ပုံတင်ရှိရမယ်လစာအနည်းဆုံး4သိန်းကစရှိတယ်လို့ဘီတော်တို့လိုင်းတို့မှာတင်လိုက်ရင်လေအင်ဘာအုပ်လိုက်ကြီးရောက်လာလိမ့်မယ်10ယောက်မှ2ယောက်လောက်ရပြီဆိုရင်တော့မှလင်းရထွက်ကအေးဆေးပဲလေငါတို့ကအမြဲတမ်းသူများဝန်ထမ်းသူများခိုင်းဘက်ပဲဖြစ်နေကြတာလေလုပ်ငန်းရှင်ဖြစ်ဖို့ဒါအကောင်းဆုံးအခွင့်အရေးပဲနေမလို့ငါပြောပြနေတာအေးဟဲ့အဲ့ဒါဆိုရင်ငါလည်းလုပ်ကြည့်မယ်ပတ်စံကတော့မပြည့်ဘူးလူတာအင်္ဂါတောင်းရမှာအေးတငယ်ချင်းလာမယ့်အင်္ဂါနေ့ကျရင်အဖွဲ့ဝင်အတွေ့ကြိုးဆိုပွဲရှိတယ်အဲ့ဒီမှာငါတို့ဖောင်တာမေကွန်းပြောမှာအဲ့ဒီမတိုင်ခင်ဝင်နိုင်ရင်ပိုကောင်းတယ်ဟာဖောင်တာပြီးတဲ့အကြံဉာဏ်တွေကလည်းနားထောင်ရခဲ့တယ်နားထောင်ကျင်တိုင်းနားထောင်လို့မရဘူးအဖွဲ့ဝင်တီးတန့်ပဲရတာဆယ်ကျော်သက်အရွယ်မိန်းမနှစ်ယောက် beauty level marketing ဆိုတဲ့စီးပွားရေးတစ်ခုအကြောင်းကိုပြောဆိုနေရခြင်းဖြစ်ပါတယ် beauty level marketing အကြောင်းလိုရင်းတုတ်ရှင်ပြောရမယ်ဆိုရင်တော့ရင်းထည့်တယ်လို့မှတ်ပါလေရင်းကောင်ရှာနိုင်လေပတ်စံရလေပဲအထာမနဲ့ရင်ဘဝပြတ်သွားနိုင်တဲ့စီးပွားရေးတစ်ခုလည်းဖြစ်ပါတယ်မန်ဘာတွေဘလို့နေဖောင်တာတွေငွေတုပ်ပတ်ရတဲ့စီးပွားရေးလည်းဖြစ်လေတယ်ယနေ့ခေတ်ကြားပြန်ဆိုဒီမှာ beauty level marketing အနောက်မှာပေါ်လာခဲ့ခြင်းပဲဖြစ်တော့တယ်လမ်းကြောင်းတွေဘလို့ကွဲကွဲတပူတာတဲတို့သာစိုက်ပါတော့တယ်အခုတဲ့ဒေဆက်မှာစတင်စိတ်ဝင်စား beauty level marketing လောကတဲ့ကိုရှောင်းအားတို့တတိုက်ဘဲကုမ္ပဏီကထုတ်လုပ်ထားတဲ့ဘာဘရန်မှမသိတဲ့
အလှကုန်ပစ္စည်းများဖြင့်ဝင်ရောက်လို့လာခဲ့ခြင်းဖြစ်ပါတယ်။ရှောင်းအားမှာ CEO ဖြစ်တော်လဲသူ့တံပဲအထွက်မခံခဲ့ပါ။လက်ပါစီတယောက်ကိုသာစီမံခိုင်းပါတယ်။သူ့ရဲ့ရွေချက်မှာမြို့တီလည်းပဲမားကတင်းလုပ်ငန်းကိုနေဆက်မှာမလားမကပြည်တွင်းကိုပါစိတ်ဝင်စေလိုပါတယ်။အရင်က BB အဖွဲ့ရှိစဉ်တုန်းကမူရည်စီနဲ့ဖြန့်ပြူးပုံနဲ့ပုံစံဆင်းနေတယ်။သို့ပါတော့လေမြို့တီလည်းပဲမားကတင်းစနစ်ကထင်ထားတည်တဲ့ပို့ပြီးတော့အချိန်အဟုန်ကြီးထွားလို့လာခဲ့တယ်။နေကန်လူမိုက်တွေကိုခွင်တောင်းစရာမလိုခဲ့သလိုသူတို့ကိုယ်တိုင်ကလည်းလူမိုက်ပွေးစရာမလိုခဲ့ပါ။သူတို့လိုအပ်တီကအပြောကောင်းသူများကိုသာဖြစ်ပါတော့တယ်။လူတွေရဲ့လောဘကိုငွေကြေးနဲ့ကစားလိုခြင်းဖြစ်ပါတယ်။ရှောင်းအားမှာတုံမလုံးနဲ့လဲပါတယ်။လူမိုက်ဂိုင်းအဖွဲ့အစည်းတွေအကြားပေါက်ကွဲကနေဖုံးတလုံးလိုအခြေအနေတင်းမာနေတဲ့အချိန်မှာဆိုရှယ်မီဒီယာကိုအသုံးချပြီးပတ်စံကိုအသေးအတန်ရှာပါတယ်။ပတ်စံရဲ့ပါဝါကိုသူကကောင်းကောင်းသိကြကိုတစ်ဖက်မှာလည်းကျေသုံးလုံးလိုအဖွဲ့အစည်းတွေနဲ့မိမ့်မပြတ်နေပါတယ်။ပေးစရာရှိတာပေးကျွေးစရာရှိတာကျွေးပါတယ်။အဲ့ဒီပြင်ယူနက်စကိုကိုပါငွေကြေးအမြောက်များလှူနှန်းထားတယ်။အဖက်ဖက်ကကာဘာယူထားခြင်းဖြစ်ပါတယ်။သူ့ရဲ့ရွေချက်ကနာမည်ကောင်းတစ်ခုရဖို့နဲ့ချမ်းသာကြွယ်ဝဖို့ဖြစ်တော့တယ်။အဲ့ဒီမှာတဆင့်တရေဝင်အာနာဆိုတဲ့ကဏ္ဍတွေကိုဝင်ရောက်ဖို့ဆန္ဒရှိသူပါလူမိုက်တွေနဲ့ဓာချင်းရှင်ခုတ်ဖို့အတွက်သူ့မှာပလန်မရှိပါသူ့ပါတော့လေမြည်တော့ပင်ပလန်မရှိသည်လို့ဆိုတော်냐လဲသူစားခဲ့တဲ့ဇလန်းတစ်ခုအတွက်ဇသိန်းကန်းကိုတော့မလွဲမသွေကြုံရမည်သာဖြစ်ပါတယ်အချိန်ကညနေ4 နာရီခွဲခန့်ပါတာကြီးရွှေမိတ်ဆွေတဲမှာစွန်းချိုင်းနဲ့သူ့ကောင်တွေကိုတွေ့ခဲ့တယ်အဲ့ဒီကောင်တွေပလက်လဲကျွတ်နေတယ်ထင်တယ်ကောင်းငင်းတုံးနဲ့ဖိုးဝါရုပ်မောင်ငဲ့ကိုလာရောက်ပြီးတော့ပြောဆိုနေခြင်းပါစွန်းချိုင်းဆိုတာကကျဲသုံးလုံးရဲ့ထိတ်တန်းကြီးစားတစ်ယောက်ဖြစ်ပြီးလွန်စွာမှလက်ပြီးတယ်လို့ဒံဘယ်ကြီးသူဖြစ်ပါတယ်ခေါင်းဆောင်ကြီးကိုယ်တိုင်ကပင်ပါစားပေးထားသူလည်းဖြစ်လေတယ်အခုလေကောင်းငင်းတုံးနဲ့ဖိုးဝါရုပ်တို့ကိစ္စတစ်ခုအပြင်သို့သွားရမှာပဲရွှေမိတ်ဆွေစားတော့ဆိုင်အပေါ်တက်မှာစွန်းချိုင်းတို့ကိုတွေ့လာခဲ့ခြင်းဖြစ်ပါတယ်စွန်းချိုင်းဒီတော်ယုံလူရှိသူရှိကိုထွက်သူမဟုတ်ပါအခုလိုမြင်ကွင်းအရှိကိုထွက်လာသည်မှာအနှဲငယ်ထူးဆန်းနေတယ်လို့မောင်ငယ်ကထင်မိပါတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲကောင်းငင်းတို့ရဲ့စကားကြောင့်ပဲမိတို့ကောင်တွေအရေးကုန်လဲလိုက်တော့ရုပ်ပြက်ခံခြင်းဖြစ်ပါတယ်မင်းပါလိုက်မှာလားအေးဒီနောက်မှာတော့နာယီဝက်ခန့်အချာမှာတောင်းမကြိုးတဲ့ပုံစံဖြင့်လမ်းသေးရဲလူငယ်3 ယောက်ရွှေမိတ်ဆွေစားတော့ဆိုင်ဘက်ကိုခြီတက်လို့သွားခဲ့ကြတော့တယ်။ညာဥပိုင်းဖြစ်တဲ့အပြင်အပေါ်တက်မှာတီးဝိုင်းပါရှိတာကြောင့်စားသုံးသူတွေပြပန်းခတ်နေကြတယ်။လက်ပံပင်ဆရဲကြသလိုစုညံပလောရှိုက်နေပါတယ်။အဲ့ဒီချိန်မှာလမ်းသေးရဲစတိုင်းလူငယ်3 ယောက်မှာဘယ်ကဘာလာမှမသိတဲ့စော်သုံးပွေဖြင့်အပေါ်တက်ကိုရောက်ရှိလို့လာခဲ့ကြတယ်။အဲ့ဒီနောက်မှာဟိုကြည့်ဒီကြည့်လုပ်ပြီးတော့ရှာပါလွတ်နေတဲ့စပွဲဝိုင်းတစ်ခုမှာဝန်းထိုင်ပြီးအရက်နဲ့အမြီးတွေကိုအချမ်းအပဲမှားပါတော့တယ်အပြောအပါမှတ်တဲ့လူငယ်များပဲပြီးအရက်မမှုဖြင့်တီးဝိုင်းမှပြန့်လွင်လာတဲ့သချင်းတွေကိုလိုက်ပြီးတော့ဆူလိုက်ဘေးမှာကိုစီထိုင်းနေတဲ့သူတို့ကောင်မလေးတွေကိုကညှူးလိုက်ဖြင့်အချိန်တွေကတစကုံဆုံးလို့သွားခဲ့တယ်တိုင်ပြီးရင်ကလပ်သွားကြမယ်အေးသွားမယ်လေတလောင်းတဲ့တော့အဆင်မပြေသေးဘူးအိမ်ပြန်ရင်လည်းဘွားတော်ကြီးကပွားစီနဲ့နားကြီးတယ်โอเคလေထိုလူငယ်တွေအချင်းချင်းပြောဆိုနေကြခြင်းဖြစ်ပါတယ်တို့ပါတော့လေမုန်းနေကြသဖြင့်စကားတန်တွေကလည်းလွန်စွာမှခြေလောင်လို့နေပါတယ်တီးဝိုင်းကလည်းတဖြည်းဖြည်းနဲ့တန်ပိုမြင့်လို့လာခဲ့တယ်အစပိုင်းမှာအမျိုးသားအဆိုတော်များဖျော်ပြခဲ့တော်လေနောက်ပိုင်းမှာတော့ခက်ခေါအမျိုးသမီးအဆိုတော်များဝင်ရောက်ပြီးတော့ဖျော်ပြတာကြောင့်မြိုင်ပြီးရင်မြိုင်လာဘာတော့တယ်ရုပ်ပြတ်ထားတဲ့မောင်ငယ်တယောက်မှာစွန်းချိုင်းကိုတစ်ချက်လှမ်းပြီးတော့အကဲခတ်ကြည့်နေတယ်ဘာကြောင့်ရောက်လာမှန်းကိုလည်းတဖြည်းဖြည်းသဘောပေါက်သလိုရှိတော့တယ်မဒီဆိုတဲ့အဆိုတော်ခြာတိတ်မလေးကိုစွန်းချိုင်းတယောက်မှာရက်ရောအန်းဒီတာကြောင့်ဖြစ်ပါတယ်မဒီကလည်းစွန်းချိုင်းကိုမျက်လုံးလေးတွေဖြင့်လှမ်းပြီးတော့စကားပြောတယ်ဟုတ်တော့လေဟုတ်ပါပြီသူ့ပါတော့လေစွန်းချိုင်းအနာကိုရုတ်တရက်အကပ်ဖို့ကထင်သလောက်တော့မလွယ်ခဲ့ပါအနာမှာသူ့ရဲ့လူများဖြင့်ပြည့်နှက်နေတာကြောင့်ဖြစ်ပါတယ်ဒီလိုဆိုတော့မောင်ငယ်တယောက်မှာစီကရက်တလိပ်ကိုမင်းညစ်ပြီးရှိုက်ဖွာလို့နေတော့တယ်မျက်လုံးကလည်း CCTV ကင်မရာများကိုမတိမတာကြည့်နေတယ်
အဲ့ဒီနောက်မှာဖိုးဝါရုပ်ဘက်ကိုလှည့်လိုက်ပြီးတော့ဟေ့ဝေသွားပြီးတော့ရှော့လိုက်အောင်မလားအေးလိုက်ခဲ့မယ်ဒီနောက်မှာတော့မောင်ငယ်နဲ့ဖိုးဝါရုပ်တို့ဆိုင်နောက်ဘက်မှာရှိတဲ့အမျိုးသားတန့်စင်ခန်းထဲကိုဝင်သွားလိုက်ကြပါတယ်3မိနစ်ခန့်အကြာမှာမောင်ငယ်တယောက်ပြန်ပြီးတော့ထွက်လာခဲ့တော့တယ်ဖိုးဝါရုပ်ပြန်ပါမလာခဲ့ဒီလိုဆိုတဲ့အခါမှာတော့ဟိုကောင်ရောကောင်းကျင်းတော့မေးလိုက်ခြင်းဖြစ်ပါတယ်အိမ်သာတက်နေတယ်မောင်ငယ်ပြန်ပြီးတော့ဖြေလိုက်ခြင်းမှာအဲ့ဒီနောက်မှာတီဝိုင်းဘက်ကိုအာယုံဆိုင်လိုက်ကြပါတော့တယ်နောက်ထပ်10မိနစ်ခန့်အကြာမှာညီလေးခဏစပွဲတို့ခြာတိတ်လေးကိုကောင်းကျင်းတော့မှာလှမ်းပြီးတော့ခေါ်လိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကိုဘာမှမလုပ်လဲစလိုက်တပူလောက်ပြေးကွာပြီးရင်ဘေးလဲတစ်ခါတည်းယူလာခဲ့တော့ဟုတ်ကိုခဏလေးနော်စပွဲတို့ကောင်လေးထွက်သွားတာနဲ့တူမောင်ငယ်ကလည်းပတ်စံအိတ်ကိုဖွင့်လိုက်တယ်ဘေးဘိုးရှင်းဖို့တော့မဟုတ်ပါဈေးအကြီးဆုံးပန်းကုန်းကိုဝယ်ပြီးတော့စုသွားကြဖို့ဖြစ်ပါတယ်စွန်းချိုင်းတို့ဝိုင်းမှာတီးဝိုင်းနဲ့အနီးဆုံးနေရာမှာရှိပါတယ်မောင်ငယ်ကတီးဝိုင်းနဲ့မလန်းမကန်းကိုအဆောင်မှာဖြတ်ခနဲဆိုသလိုမီးဟာပြတ်သွားတယ်အဲ့ဒီအချိန်မှာဆိုင်ထဲမှာမီးပြတ်လျင်အလိုလျောက်လင်းတဲ့အော်တိုမတ်တင်မီးသီးများတက်ဆင်သဖြင့်ပဲမီးပြတ်ပြီး10စက္ကန့်အတွင်းမှာဆိုင်တစ်ခုလုံးပြန်လဲပြီးတော့လင်းထိန်လို့သွားခဲ့တော့တယ်သို့ပါတော့လေအဲ့ဒီ10စက္ကန့်အတွင်းမှာလေပင်သွေးကြောနေရာမှာစူးကနေပြတ်သွားသည်ကိုစွန်းချိုင်မှာတတိထားလိုက်မိပါတယ်ဒီလိုဆိုတော့မီးပြန်ပြီးတော့လင်းချင်းမှာဘေးဘီဝေယကိုလှည့်ပြီးတော့ကြည့်ပါတယ်သူ့လူတွေကလွယ်ပြီးတော့ဘသူမှမရှိပါအဲ့ဒါကြောင့်မလို့အကောင်တကောင်ကြိုက်သွားတယ်လို့ထင်ပြီးတော့အမှုမဲ့အမှတ်မဲ့ပဲနေလိုက်ပါတော့တယ်ထိုကဲ့သို့ထိုင်းနေရင်မှရင်ထဲမှာပုတ်တလို့ဖြစ်လာပြီးခေါင်းကလည်းရိတ်တိတ်တိတ်ဖြစ်လာခဲ့တယ်အတောင့်ပြားသွားတယ်လို့ထင်မိတာကြောင့်စွန်းချိုင်တယောက်မှာလက်ညှိုးထိုးပြီးတော့အံဖို့အတွက်အိမ်သားရှိရာကိုထားလိုက်တယ်သူထားတော့ဘေးကသူ့လူတွေပါလိုက်ပြီးတော့ထပါတယ်သူ့ပါတော့လေစွန်းချိုင်တယောက်အိမ်သားကိုမရောက်ခဲ့ပါခြေလန်း3လမ်းခန့်လှမ်းပြီးတဲ့နောက်ကျမ်းပြင်ပေါ်ကိုဘိုင်းကနေဝင်းရမောက်ကြီးလဲကျသွားပါတယ်ဒီလိုဆိုတော့တခြားသောဝိုင်းတွေပါရုပ်တဲ့ဖြစ်သွားတော့တယ်လူငယ်နှစ်ယောက်လည်းအခြေအနေကိုကြည့်ပြီးကိုရောင်ဖြောက်လိုက်ကြပါတယ်အိမ်သာတက်နေတဲ့လူငယ်ကတော့သူတို့ထက်အရင်ကားပေါ်ကိုရှောက်နေပြီးသူတို့ခေါ်လာတဲ့စော်သုံးပွေကတော့ဘူးမတိကိုမတိဖြင့်ကြံခဲ့ကြပါတယ်တဒံလို့တရုတ်တူဖို့လမ်းမတွေ့ရတဲ့ညင်းငတ်မလေးတွေကိုမွာလာခဲ့ခြင်းဖြစ်ပါတယ်ကားပေါ်မှာတော့ဟေ့မင်းဘလို့လှုပ်လိုက်တာလဲနောက်ခန်းမှာထိုင်းနေတဲ့ကောင်းချင်းတို့အရှိခန်းပါမောင်ငယ်ကိုမေးလိုက်ခြင်းပဲဖြစ်ပါတယ်ဖိုးဝါရုပ်ကတော့ကားမောက်နေတယ်ကောင်းချင်းတို့ရဲ့ဘေးကုန်းကြောင့်ပဲဒီမာလေးလို့ဆိုလိုက်ပြီးပလတ်စတစ်ဖြင့်ထုတ်ထားတဲ့အလေးတစ်ချောင်းကိုမောင်ငယ်တယောက်ထုတ်ပြီးတော့ပြလိုက်တယ်အဲ့ဒီနောက်မှာတော့ထိတ်မှာတုတ်ထားတဲ့အစိတ်ကတဆွေခုံလို့ခေါ်တယ်လူမပြောနဲ့ဝက်လိုကောင်တောင်မှတုံတုံလဲတယ်ကွာရိုးမဘက်ကိုရောက်တော့ကရင်မုတ်ဆိုးကြီးစီကတောင်းလာတာအဲ့ဒါဆိုရင်မီးပြတ်သွားတာဒီကောင်လက်ချက်ပေါ့ဒီလိုဆိုတော့ဒါဘောလို့ကားမောင်းနေတဲ့ဖိုးဝါရုံမှာခက်ပြုံးပြုံးမျက်နှာပြေးဖြင့်ပြန်ပြီးတော့ပြောလိုက်တယ်မောင်ငယ်တို့ပြန်လာပြီးတိတ်မကြခင်စွန်းချိုင်းတို့စပွဲအပေါ်မှာဘီယာပလင်းတွေအကြားအတက်ရောင်ကလေးတစ်ခုညှက်နေသည်ကိုစွန်းချိုင်းလူများရှာလို့တွေ့သွားခဲ့ကြပါတယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာတုံကြရေးသားထားတဲ့တက်ခိုင်ဆိုတဲ့လူမိုက်ဇလန်ကောင်အတွဲနေ့ရဲ့အပိုင်း21ကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်လေးရဲ့ကြံချိနေတဲ့အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထက်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ